အားလုံးပဲမင်္ဂလာပါဗျာနော်ခုပြမှာလေးကတော့ကျွန်တော်တို့ကလစ်125ကလစ်125ပဲနေကလစ်125ပဲလေနော်ကလစ်125ပဲလေကျွန်တော်ခြေပိုင်းဖွင့်ပုံဖွင့်လေးပြမယ်နော်ဟုတ်ပြီအခုမှစလေးလာနေတဲ့ဝက်ရှော့ဆရာညီကိုတွေနော်တက်တက်စဝက်ရှော့ဆရာညီကိုတွေဆရာကြီးတွေတော့မဟုတ်နော်ဒီမဲ့အခုဒီလိုရေတိုင်းကြီးချက်နဲ့လေးရင်ဖောက်မယ်နော်ချက်နဲ့လေးရင်ဖောက်ပြီးဟိုအပိတ်လေးလဲလာဒီမဲ့နော်ရေလေးကိုအရင်ဖောက်ထုံမယ်ရေလေးကိုအရင်ဖောက်ထုံမယ်အဖုံအကုန်ဖွင့်လိုက်ရေလေးကိုအရင်ဖောက်ထုံမယ်ရပြီချက်နဲ့လေးပြန်ပိတ်မယ်နော်ရေလေးကုန်ပြီဆိုတာနဲ့ချက်နဲ့လေးအရင်ပြန်ပိတ်မယ်ပြီးရင်ဒီမှာဒီတိုင်းကြီးနဲ့လေးလုံးဖြုံမယ်နော်အရင်စဖြုံမယ်နော်ဒီတိုင်းနဲ့လေးလုံးစဖြုံမယ်ဒါရနော်ဒီမှာကျွန်တော်တို့ချက်နဲ့လေးရေထုတ်ပြီးရင်ဒီဒီတိုင်းကြီးနဲ့လေးလုံးကိုအရင်ဖြုံမယ်နော်နဲ့လေးလုံးကိုအရင်ဖြုံမယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီရေလဲဝနဲ့လေးလုံးအရင်ဖြုံမယ်နော်30နဲ့3လုံးရယ်8နဲ့လေးတစ်လုံးပါတယ်အဲ့နဲ့လေး3လုံးကိုအရင်ဖြုံမယ်ဟုတ်ပြီနော်ဒီနော်အဲ့နဲ့လေးလုံးဖြုတ်ပြီးတာနဲ့နော်ဒီမှာဒီရေပြန်က8နဲ့လေးနှလုံးဖြုတ်မယ်နော်8နဲ့လေးနှလုံးဖြုတ်မယ်ဟုတ်ပြီ8နဲ့လေးဖြုတ်မယ်8နဲ့လေးနှလုံးဖြုတ်မယ်နော်စနစ်တကျဖြုတ်ရမယ်နော်ဖြုတ်မယ်နော်8နဲ့လေးနှလုံးဖြုတ်ပြီးရင်ကျွန်တော်တို့ဒီအောက်ကဒီရေပိုက်လေးဖြုတ်မယ်နော်အောက်ကရေပိုက်ကလစ်လေးဖြုတ်မယ်အဲ့ပိုက်လေးအရင်ဖြုတ်ရမယ်နော်ဒီကလစ်လေးဖြုတ်ပြီးပြီဆိုတာနဲ့နော်ဒီကလစ်လေးဖြုတ်ပြီးဆိုတာနဲ့ဒါလေးကိုဆွဲဖြုတ်မယ်နော်ဒါလေးကိုပြောင်းဆွဲဖြုတ်မယ်ရရင်နော်အဲ့ကောင်လေးပြုတ်သွားပြီဒီမယ်နော်ဒီရေပိုက်လေးဖြုတ်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီမယ်ဒီကောင်လေးကိုကြောက်လက်ပြလေးနဲ့အသားလေးထိုးကလန်နော်ထိုးကလန်မယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ရေတိုင်းကြီးအုံလိုက်ဖြုတ်မယ်နော်ဟုတ်ပြီရေတိုင်းကြီးအုံလိုက်ဖြုတ်မယ်ဖြုတ်ပြီနော်ဒီမှာရေတိုင်းကြီးဖြုတ်ပြီနော်ကြည့်ထားမယ်ရေတိုင်းကြီးဖြုတ်ပြီရေတိုင်းကြီးဖြုတ်ပြီးရတယ်ကျွန်တော်ဒီပလက်ကွန်လေးဖြုတ်မယ်နော်ပလက်ကွန်ဒီနက်3လုံးဖြုတ်မယ်နော်ဖြုတ်မယ်30နဲ့လေးတွေ3လုံးဖြုတ်မယ်ဟုတ်ပြီပလက်ကွန်ဖြုတ်ပြီနော်ဖြုတ်ကောင်းလေးဖြုတ်ပြီးရင်ဒီမှာကလစ်လေးဟုတ်ပြီကလစ်လေးကိုကျွန်တော်တို့ဒီမှာစနစ်တကျနော်နောက်ကနေမယ်ဟိုဟာလေးပါတယ်ဟာလေးပါတယ်အဲ့ကောင်လေးကိုအသားလေးတွန်းဖြုံမယ်နော်ဆွဲဖြုံလို့မရအောင်နော်ဆွဲဖြုံရင်ကျိုးကုန်မှာနော်ဝါရှော့ပြန်ကြီးကိုဆွဲဖြုံလို့မရအောင်နော်ပြီးတော့ပလက်ကောင်းဖြုံမယ်ပလက်ကောင်းဖြုံဒီကောင်လေးကိုနောက်ကိုအသားလေးဆွဲတင်ထားမယ်နော်ကျွန်တော်ဒီဝါယာတုပ်လေးကိုဒါလေးရောတင်ထားမယ်နော်အဲ့ဆိုရင်ဒီပြီနော်ဟုတ်ပြီနော်အဲ့ဒါပြင်ဒီမှာဒီO2 စင်တာလေးပြုံးမယ်နော်အောက်ဆီဂျင်စင်တာလို့လည်းခေါ်တယ်သူကအဲ့ကောင်လေးပြုံးမယ်နော်ဟုတ်ပြုံးမယ်ရပြုံးမယ်နော်အဲ့ကောင်ဒါတော့ကျွန်တော်တို့စပြီးလေးလာနေဝက်ရှော့တရားကြီးတွေ့နော်ဒီမှာO2 စင်တာနော်ရဒီမှာအဲ့စင်တာလေးပြုံးမယ်ကြည့်လိုက်နော်ခြေပိုင်းတစ်ခုလုံးဘာမှမရှိတော့ဘူးနော်ဒီမှာနော်ရှင်းရှင်းလင်းလင်းပဲဘာမှမရှိတော့ဘူးနော်ဒီမှာကြည့်မယ်နော်မချိုးစရာညီကိုတွေနော်ဘာမှမရှိတော့ဘူးဒီမှာရှင်းရှင်းဒါဆိုရင်အသာဖြုတ်ရုံပဲနော်ဟုတ်ပြီကြည့်ထားမယ်နော်အဲ့ဒါပြင်ကျွန်တော်တို့ဒီမှာဒီကောင်လေးတရဖြုတ်မယ်နော်ဒီမှာဒီလက်ပန်ကာလေးဖြုတ်မယ်နော်ကြည့်ထားမယ်နော်ဒါစနစ်တကျဖြုတ်နည်းလေးပါဒီမှာတက်ဆရာကကြော်တော့ပါနော်ဒီမှာဒီရေလဲဝိုင်းလေးကိုဒီမှာကြောက်လက်လေးနဲ့ကလန့်ထားတယ်နော်အတာလေးကလန့်ထားပြီးရင်ကျွန်တော်တို့ဒီမှာဘာဒူလေးနဲ့ထူမယ်နော်အတာလေးထူမယ်နော်ဖြုတ်မယ်နော်ရပြီအဲ့လိုနည်းနည်းလေးလဲလာနဲ့လှုပ်ကြည့်လိုက်မယ်နော်ဟုတ်ပြီအဲ့လိုလှည့်ဖြုတ်အတာလေးလှည့်ပြီးနောက်ဖြုတ်ရမယ်နော်အတင်းကလန့်ဖြုတ်လို့မရအောင်နော်အတင်းကလန့်ဖြုတ်ရင်ကျွန်တော်ဒီကောင်လေးတွေနော်ဒီကောင်လေးတွေအတင်းကလန့်ဖြုတ်ရင်ဒီကောင်လေးပဲ့တတ်တယ်နော်ဒါလေးကိုတိကျအစင်ပြေအောင်ဖြုတ်ရမယ်နော်ကောင်းအောင်ဖြုတ်ရမယ်နော်ဒါလေးတွေကဒေးတန်တယ်နော်ဟုတ်ပြီဒီမှာနော်ရေလဲဝိုင်းစည်းလေးကျွန်တော်ရေလဲ
ပန်ကအုံလေးဖြုတ်ပြီးရေလဲပန်ကောင်လေးဖြုတ်ပြီးကျွန်တော်ဒီနက်လေးလျှော့မယ်နော်ဒီမှာတာမင်ချင်းတောက်နက်လေးလျှော့မယ်နော်လျှော့အဲ့ဒါလေးလျှော့မယ်နော်သူကဘာလို့လဲဆိုတော့ပြီးတော့မှလျှော့ရင်အဆင်မပြေဘူးနော်အဲ့ကောင်လေးရပြီနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့30နက်လေးနှလုံးဖြုတ်လို့ရရင်နော်30နက်လုံးလေးဖြုတ်မယ်ဒီမှာနော်ကြည့်ထားမယ်တာမင်ချင်းတောက်လေးဖြုတ်မယ်နော်ဖြုတ်မယ်နော်အဲကောင်လေးဖြုတ်ပြီးပြီဒီမှာနော်ဟုတ်ပြီအဲကောင်လေးဖြုတ်ပြီးရတယ်ကျွန်တော်တို့ဟုတ်တယ်အဲကောင်လေးဖြုတ်ပြီးဆိုတာနေတော့ဒီထိပ်ပုံးဖြုတ်မယ်နော်ဟာဖုံးဖြုတ်မယ်နော်တော့ဟာဖုံးလို့လည်းခေါ်တယ်ထိပ်ပုံးဖြုတ်မယ်နော်ဟုတ်ပြီအဲ့နဲ့လေးလုံးဖြုတ်မယ်ရရင်နော်ထိပ်ပုံးနဲ့လေးလုံးဖြုတ်မယ်နော်နောက်ဒီလိုနော်ထိပ်ပုံးနဲ့လေးလုံးဖြုတ်မယ်ဟုတ်ပြီနော်ဒီမှာဒီမှာနော်ဟုတ်ပြီဒါဖြုတ်ပြီဒီလိုလေးပေါ်လာမယ်နော်ဒီလိုလေးပေါ်လာမယ်နော်ရှင်းတာနော်အဲ့ဒါပဲဒီမှာဒီတိုက်ပဲထောက်ထားရလေနော်တိုက်ပဲပေါ်ထောက်ထားတဲ့နက်လေးအရင်လျှော့မယ်နော်ရလျှော့လိုက်လျှော့ရုံပဲလျှော့ရနော်ဖြုတ်သေးလဲလျှော့ရုံပဲလျှော့အောက်ကျန်လျှော့လို့မလွယ်ဘူးနော်ဒီကိုလေးနော်ဟုတ်ပြီအဲ့ဒါပြင်ကျွန်တော်တို့ဒီမှာဒါလေးနော်ဒီမှာမာကာပြားလေးဖြုတ်မယ်နော်အန်လီနဲ့မာကာပြားလေးဖြုတ်မယ်နော်ဟုတ်ပြီဖြုတ်တာတော့ကျွန်တော်တို့လက်နက်ကရိယာစုံနေကောင်းနေပဲเนาะအစင်ပြောင်းလုပ်လို့ရတယ်เนาะအစင်ပြောင်းလုပ်လို့ရတယ်ဟုတ်ပြီအဲ့ဒါပြီးအဲ့ကြည့်ထားเนาะအဲ့ဒါပြီးဒီမှာတန်လက်လုံးလေးအသားလေးဆွဲလဲလိုက်အောင်ဒီမဲ့ရပြီเนาะဒီမှာပြုတ်ပြီเนาะဒီမှာเนาะအသားလေးเนาะဘာမခဲရင်အသားလေးเนาะဒီမှာเนาะကြည့်ထားပြီเนาะအသားလေးเนาะဒီမှာအသားလေးဆွဲလဲလိုက်အားလေးနည်းနည်းထည့်လဲလိုက်တယ်ဒီမှာရပြီเนาะပြုတ်ပြီเนาะညီကိုတွေเนาะဒီမှာကျွန်တော်ဒီမှာအင်ဘတ်နဲ့လည်းဖြုတ်လို့ရတယ်နော်ကျွန်တော်အင်ဘတ်နဲ့လည်းဖြုတ်လို့ရတယ်ဒီတိုင်းလေးကပိုးလွယ်တယ်နော်ဖြုတ်ရတာအန်လီကီလေးကိုတော့တခြားဒီသူ့နက်တောင်လေးတွေကိုကြောက်အောင်ထဲမှာဖြုတ်လို့အဆင်ပြေမယ်နော်ဟုတ်ပြီနော်အာဘီဒီမာကာပြားလေးဖြုတ်မယ်နော်ဒီမှာနော်ဒီမှာနော်မာကာပြားလေးဖြုတ်လိုက်ပြီနော်ဟုတ်ပြီနော်ဝါချောပြာညီကိုတွေနော်ဒီမှာကျွန်တော်တို့ဒီမှာမာကာပြားလေးဖြုတ်ပြီးမာကာပြားလေးဖြုတ်ပြီးရင်ကျွန်တော်တို့ဒီမှာရှင်းနဲ့အင်းရင်နဲ့လေးလုံးဖြုတ်မယ်နော်ထိပ်ပုံးနဲ့လေးလုံးဖြုတ်မယ်အင်းရင်အတွင်းနဲ့လေးလုံးဟုတ်ပြီအဲကောင်လေးကိုစနစ်တကျကျွန်တော်တို့ဂွားကိုက်လေးမယ်နော်ဂွားကိုက်လေးနဲ့ဖြုတ်ရမယ်နော်မကောင်းတဲ့ဂွားနဲ့ဖြုတ်လို့မရအောင်နော်ပြုံးသွားဒီကောင်လေးနဲ့တလုံးကတန်ကြည့်ရမနေဘူးနော်ဟုတ်ဝါလျှော့ပြညီကိုနော်ဟုတ်ပြီအဲကောင်လေးလေးလုံးလျှော့မယ်လျှော့ပြီးရင်ဒီဘေးနှလုံးဖြုတ်မယ်နော်လျှော့ပြီဒီမှာနော်မြင်လာတော့မသိနော်ဒီမှာဒီနှလုံးဖြုတ်မယ်ဒါလေးကတော့ကျွန်တော်တို့စပြီးလေးလာနေတဲ့အော်တိုဘင်းစပြီးလေးလာနေတဲ့ဝါရှော့ဆရာညီကိုတွေအတွက်နော်ကျွန်တော်ဆရာကြီးတော့မဟုတ်ပါဘူးဗျာနော်ဆရာကြီးတွေတော့တီးပြီးသားဆရာကြီးတွေတော့ကြော်သွားပါနော်ဆရာကြီးတွေအားလုံးလည်းလေးစားပါတယ်ဗျာနော်ဒါမှမဟုတ်ဆရာကြီးအားလုံးဒါတော့ကျွန်တော်တို့အခုမှစပြီးလေးလာတဲ့ဝါရှော့ဆရာညီကိုတွေအတွက်ပါနော်ဒီမှာနော်ဒီပိုင်းဖြုံမယ်နော်ရှေ့ရဟက်၄လုံးရယ်ဒီဘေးက2လုံးရယ်6လုံးနော်အဲ့ဒါလေးပြီးရင်ကျွန်တော်ဒီမှာ ECD စင်စာလေးဖြုံမယ်နော်ရေဘူးချိန်တိုင်းစင်စာလေးနော်အင်ဂျင်ဘူးချိန်တိုင်းစင်စာလို့လည်းပြောလို့ရတယ်နော်ရေဘူးချိန်တိုင်းစင်စာလို့လည်းပြောလို့ရတယ်နော်ဟုတ်ပြီအဲ့ဒါလေးကိုဖြုံမယ်နော်နဲ့ဝိုင်းစည်းလေးကြံနေခဲ့တွေ့လားဝိုင်းစည်းလေးတစ်ခါတည်းယူနော်ဝိုင်းစည်းလေးတစ်ခါတည်းယူရမယ်နော်အဲ့လိုဝိုင်းစည်းလေးတွေကမလွယ်ဘူးနော်ဝိုင်းစည်းလေးတွေပါမှအဆင်ပြေမယ်ရေလုံးမယ်နော်ဟုတ်ပြီနော်ဒီမှာနော်အဲ့ဒါပြင်ကျွန်တော်တို့ဒီမှာရှေ့ပိုင်းလက်တော့မယ်နော်အဲ့ဖြုတ်တော့မယ်ကျွန်တော်ဒီလိုရဘာတူနဲ့ထုရမှာနော်တန်တူနဲ့ထုလို့မရဘူးတန်တူနဲ့ထုရင်ကျွန်တော်တို့ဒီမှာဒီကောင်နေနားကုန်မှာနော်ဒီကောင်နေပဲ့တာတို့ကိုဲတာတို့နော်ဖြစ်တတ်တယ်နော်ကျွန်တော်ဒီမှာရဘာတူနဲ့စနစ်တကျဖြုတ်မှာနော်ဒီမှာနော်ဟုတ်ပြီဒီမှာဖြုတ်ပြီနော်ဒီမှာကြည့်လိုက်ဘားတွေကလည်းလောင်ထားတယ်နော်ဒီမှာဘားတွေကလည်းလောင်ထားပါတယ်ဘားတွေတော့တစ်လောက်ရမယ်ဒီမှာနော်ဖြုတ်ဒါဆိုရင်ဒီမှာဒါဟတ်တုံးကပြုတ်သွားပြီနော်ပြီးတော့ဒါစလစ်ဘလောက်ဆက်ဖြုတ်မယ်နော်